နေ့ခင်းမှာတောင်ပုတ်မိုးလေးတွေသွားခူးလာတာဒီမှာကြည့်15ချက်သားလောက်ရတယ်အိမ်သားမှာတောင်ပုတ်တွေရှိရခါကြတော့ဒီနေ့အဲ့ဒါအပြင်ထွက်ပြီးတော့တောင်ပုတ်မိုးလေးတွေရှာတော့ခါကြတော့နှစ်ခါရှာတာဒီမှာစေးထားပြီးပြီ15ချက်သားလောက်ရတယ်တန်ဒီနေ့တောင်ပုတ်မိုးလေးတွေကမိုးရွာထားတဲ့ခါကြတော့အရင်ကလိုမျိုးမတူးရပဲနဲ့ဂျန်လေးဆွဲနှုတ်လိုက်ရုံပဲတီဒီမှာချိုးရတော့ရှေးကြီးတွေရခဲ့အမလေးခူးတွေတောင်စားကုန်ကိုမခွင့်ရင်ခူးစားသွားမှာလာပြောတာတလက်စားတယ်ဒါလေးဆက်ကြွားလိုက်အောင်မယ်ဒါလေးကအင်ကြီးလေးထိုးထားတာလာရဟုတ်အင်ကြီးကိုပြမယ်အင်ကြီးကိုပြ